မြို့ကြီးပြကြီးမှာနေတဲ့လူတိုင်းနေ့စဉ်ကြုံတွေ့ရတဲ့ပြဿနာ၃ခုကိုကျွန်တော်ပြောပြပါမယ်ထို့အတူပဲဘလို့ဖြေရှင်းရမလဲဆိုတော့လည်းတစ်ဆက်တည်းမှာပြောပြမှာပဲဖြစ်ပါတယ်နံပါတ်1အချက်ကတော့မြို့ကြီးပြကြီးမှာနေတဲ့လူတိုင်းဟာနေ့စဉ်ကာဗွန်ဒိုင်အောက်ဆိုက်ကိုရှူနေရပါတယ်ကာဗွန်ဒိုင်အောက်ဆိုက်ဆိုတာကတော့မီးခိုးငွေ့တွေဒါကားကထွက်တဲ့အိတ်ဆိုးငွေ့တွေဆိုင်ကယ်ကထွက်တဲ့ရာတွေစိတ်ယုံကထွက်လာတဲ့မီးခိုးငွေ့တွေပြင်ဆိုင်နေတော်တော်များများမြို့ကြီးပြကြီးမှာရှိတဲ့အတွက်အဲ့ဒီဆိုင်တွေကနေပဲကာဗွန်ဒိုင်အောက်ဆိုက်တွေကိုနေ့စဉ်ထုတ်လွှတ်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့မြို့ပြမှာနေတဲ့လူတွေတော်တော်များများဒီလေကောင်းလေတန်းကိုမရှူရဘဲနဲ့ဒါမီးခိုးငွေ့တွေကိုရှူရှိုက်ရတဲ့အတွက်ဒါကျန်းမာရေးပြဿနာတွေတော်တော်များများဖြစ်ကြပါလေအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်ပါတယ်။ဒါတွေကိုကာကွယ်နိုင်ဖို့အတွက်ဆိုရင်ကိုကမြို့ပြမှာနေတယ်ဆိုတော့အသက်နိုင်ဆုံး mask တက်ပြီးတော့အပြင်သွားလာခြင်းဟာဟိုအတွက်ကောင်းတဲ့ရာဖြစ်ပါတယ်။နံပါတ်2အချက်ကတော့ဖိစီးမှုတွေပြောတာစိတ်ဖိစီးမှုပေါ့နော်မြို့ပြမှာနေတဲ့လူတွေကတော်တော်များများစိတ်ဖိစီးမှုခံရပါတယ်။ဘာကြောင့်လဲဆိုတော့မြို့ပြမှာနေတဲ့ခါမှာကိုကအသုံးစိတ်တွေများပါလဲအင်ခအားခစားတောက်ခရေသုံးတာအစမီးခပြင်ဒီပေးရတဲ့ tax အမှတ်ပြစ်တာအစကျွန်တော်တို့ပေးရမှာဖြစ်ပါတယ်မြို့ပြမှာနေတယ်ဆိုတာနဲ့ကိုကျွန်တော်တို့အိမ်ထဲကနေအိမ်ပြင်ကိုထွက်လိုက်တာနဲ့ကိုပိုက်ဆံအလိုလိုကုန်ပြီးသားပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒါစိန်ခေါ်မှုတွေများတယ်ပေါ့နော်ဟိုငွေကြေးနဲ့ပတ်သက်စိန်ခေါ်မှုများတယ်မြို့ပြမှာနေပြီးရင်နောက်တစ်ခုကတော့စူညံတန်တွေရှိတဲ့အခါမှာလူတွေကစိတ်ဖိစီးမှုတွေများတတ်ပါလေဒါကားတန်တွေဆိုင်ငယ်တန်းတွေမျိုးပေါ့နော်စူညံပိုလို့ရိုက်တဲ့တန်းတွေကအဲ့ဒါတွေကိုနားမခံတဲ့လူတွေအတွက်ကြတော့စိတ်ဖိစီးမှုကိုဖြစ်စေပြီးတော့နားဥတာတွေနှလုံးထိခိုက်တာမျိုးတွေလည်းမြို့ပြမှာနေတဲ့လူတွေကဒါခံစားရပါလေထို့အတူပဲမြို့ပြမှာနေတဲ့ခါမှာရှင်ပြန်ရတယ်ရုန်းကန်ရတယ်နေစဉ်တိုင်းမှာရုန်းကန်လှုပ်ရှားပြီးတော့မှမြို့ပြမှာရှင်တန်ရတဲ့အတွက်ဒါကလည်းမြို့ပြမှာနေတဲ့လူတွေစိတ်ဖိစီးမှုခံရတဲ့ထဲကတစ်ခုပါဝင်ဖြစ်ပါတယ်ဒါတွေကိုကျွန်တော်ဖြည့်ရှင်းဖို့အတွက်ဆိုရင်တော့တပတ်မှာတစ်ခါတော့ပဲဖြစ်ဖြစ်ကိုစိတ်ရောကိုအချင်းပြီးပြီးတော့တိတ်ဆိတ်တဲ့နေရာမှာကိုအနာပေးတာအချင်းယူတာတရားထိုင်တာမျိုးဖြစ်ဖြစ်ကိုဒါလေကောင်းလေတန်းနဲ့ရတဲ့နေရာမျိုးလေးကိုသွားပြီးတော့အနာယူလာမျိုးဖြစ်ဖြစ်ဒါလှုပ်ဆောင်သင့်ပါတယ်နံပါတ်3ချက်ကတော့အစားအသောက်ဖြစ်ပါတယ်မြို့ပြမှာနေတဲ့လူတွေတော်တော်များများက ready made တွေပဲစားကြပါတယ်ဆိုင်တွေကိုသွားတယ်ဆိုင်ကရောင်းတဲ့ဟာတွေကိုစားတယ်ပြီးရင်စတိုးဆိုင်တွေပါမှာတခုခုဝယ်ပြီးစားတယ်လမ်းဘေးဟာတွေကိုဝယ်ပြီးစားလိုက်တယ်ဆိုတော့ဆိုင်တော်တော်များများဒီသူတို့စီးပွားရေးအတွက်ပဲလှုပ်ဆောင်ပြီးတော့ရောင်းချကြတာဖြစ်တဲ့အတွက်အမြဲတမ်းလူတိုင်းအတွက်ကျန်းမာရေးနဲ့တင့်တော်နေမှာတော့မဟုတ်ပါဘူးဒါကလည်းမြို့ပြမှာနေတဲ့လူတွေတွေ့ကြုံရတဲ့ပြဿနာတွေကတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒီအရာတွေကိုဆင်ခြင်ဖို့အတွက်ဆိုရင်ကိုယ်တိုင်ဒါကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်တဲ့တွေဆိုတော့ကိုယ်တိုင်ချက်ပြုတ်စားတော့ပြီးတော့ကိုယ့်ရဲ့ကျန်းမာရေးနဲ့လိုက်ဖက်မဲ့အစားတော့တွေကိုရွေးချယ်ပြီးတော့မှကိုယ်တိုင်ချက်ပြုတ်စားတော့ခြင်းကတော့ဒါအစားတော့နဲ့ပတ်သက်ပြီးတော့ကိုထိမ့်သိမ်းရာရောက်မှာပဲဖြစ်ပါတယ်ဆိုတော့ဒီຢာတွေကတော့နေ့စဉ်ကျွန်တော်မြို့ပြမှာနေတဲ့လူတွေတွေ့ကြုံရတာဖြစ်ပါတယ်ကာဗွန်ဒိုင်အောက်ဆိုက်မီးခိုးငွေ့တွေရှူရတယ်စိတ်ဖိစီးမှုတွေခံစားရတယ်အစားတောက်နဲ့ပတ်သက်ရင်ကျွန်တော်ဒါလွယ်ရတဲ့အစားတောက်တွေကိုပဲကျွန်တော်တို့စားသုံးနေရတယ်ဒါတွေကတော့မြို့ပြမှာနေတဲ့လူတွေအားလုံးနေ့စဉ်တွေ့ကြုံနေရတဲ့ပြဿနာတွေကတစ်ခုဆိုတော့ကိုအားလုံးလည်းတည်ပြီးသားဖြစ်မှာပါဒါကကျွန်တော်နေရေရှည်ဘဝအတွက်ဒါတတိထားတဲ့အရာဖြစ်တဲ့အကြောင်းကိုထပ်ဆင့်ပြီးတော့ကျွန်တော်က sharing ပြန်လုပ်ခြင်းဖြစ်ပါတယ်နောက်ထောင်ပေးတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကျန်းမာကြပါစေ